ဟိုပေးတာပန်းကုန်းလေးပေးတာဒါတော့သူဟာလာဒီအောက်ကရွှေကလကြီးကိုယူမယ်အဲ့လိုမျိုးဟာလာလောဘစိတ်ကဘလောက်ထိလဲဆိုအဲ့မှာပေါ်တာပဲနော်ရွှေမြင်မရဘူးနော်ကိုရွှေခင်ဟိုကပန်းကုန်းလေးကိုပေးတာအဲ့ဒါယူသူကလက်ကြီးပဲတိန်းတာနော်အဲ့လိုအနေထားမလားအဲ့တော့ကျွန်တော်တို့ကပြောရင်လေဂျုံတယ်လို့တချို့ကပြောကြတယ်နော်တော်သေးတယ်ဗျာဘေးကတားလိုက်လို့ပေါ့နော်ဟာကလက်မပါဘူးပန်းပဲပေးတာကဲကြည့်နော်ပေးတာပန်းသူလိုချင်တာအောက်ကရွှေရောင်ကလက်ကြီးကိုနော်မသိလို့ရှိရင်လေစိတ်မှာသူ့ကိုကြောဝဲလာပေးတယ်မယ်ထင်လားမသိနော်ဟာအဲ့လိုနော်ပန်းမယူဘဲနဲ့သူကလက်ကိုအပီးသိမ်းနေတာဘလောက်ထိလောဘတက်လဲဆိုနော်အဲ့တော့ဘလောက်ထိတက်မဲ့စိတ်များလဲဆိုတာဒါကိုကြည့်ရင်သိနိုင်တယ်နော်ပန်းပေးတော့ကလက်ကြီးကိုဆွဲသိမ်းတာနောက်တစ်ခုရှိသေးတယ်သူကွမ်းတာနော်ဘာလဲဆိုတော့နိုင်ငံတစ်ခုကိုသွားမယ်ဆိုရင်ဗျာသူ့အနေထားနဲ့ဟလာအဲ့နိုင်ငံရဲ့ဒီဘာသာစကားကိုမတက်ဘူးဟလာမကျွမ်းကျင်ဘူးဆိုရင်တော့မှအနည်းဆုံးထမင်းစားရေတော့ပေါ့ဗျာဒီကျွန်တော်နှုတ်ဆက်တာတို့ဟာဂါရဝပြုတာတို့ဒါလေးတွေတော့တက်ထားဖို့တင့်တယ်ဗျာနော်အဲ့ဒီလိုနှုတ်ဆက်တာတို့ဂါရဝပြုတာတို့ကသူမဟုတ်ဘူးလူတိုင်းတော်တော်များများတက်တဲ့စကားပဲနော်အဲ့ဒါကိုဗျာနော်ပြောတော့လေသူတက်မရသည်တန်ပရက်ကြီးဟလာနော်တန်တမာကြီးပြောပြီးတော့ဘလောက်ထိသွားပြီးတော့သူများတိုက်ပြီးမှကွမ်းလဲဆိုရင်ကဲနောက်တစ်ခုထက်လာပြီကြည့်လိုက်နော်ခလေးတောင်ရတဲ့ဟာကိုသူလှုပ်လိုက်မှခါတဲ့ထိုင်းတော်မျက်စိလေသွားကဲလာပြီဒီမှာကြည့်လိုက်မြန်မာထိုင်းနိုင်ငံမှာအစိုးရကိုယ်စားလှယ်များနဲ့စီးပွားရေးလုပ်ငန်းရှင်များဤစကေးမဟုတ်နော်ဤစကေးမဟုတ်ညီမလူပြောတာအဲတန်ပရက်ရဲ့အနေမြန်မာထိုင်းနိုင်ငံမှာအစိုးရကိုယ်စားလှယ်များနဲ့စီးပွားရေးလုပ်ငန်းရှင်များမိဖက်များနဲ့တရားတော်သူများအားလုံးကျက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြောင်းဥဒ္ဒနကွန်းဆက်တာလဲပါတယ်စဝတ်ဒီစကာလို့ဘလူးလင်းဒီကပြန်လာတယ်လို့ဆက်တာလဲပါတယ်စဝတ်ဒီစကာအဲ့လိုကြားဘူးလားဗျာစာဝါရီစကတ်ဟာလားအဲ့တော့ဒီတမယာသီးတယောက်လုံးလုံးမယ်ဆိုရင်ဟာလားဒီစကားလေးတစ်ခွန်းလောက်တော့ तू တင်တာနော်ဟာတော့စာဝါရီစကတ်တယ်ကြကြားဘူးလားစာဝါရီစကတ်တယ်နော်အောက်မှာလည်းမဟုတ်စင်ပေါ်မှာလည်း तू ကလွဲတယ်နော်ပြည်တွင်းမှာလည်းလွဲတယ်ပြည်ပမှာလည်း तू လွဲတယ်အဲ့လိုမျိုးတခုတော့ရှိတယ်ဗျာဒီထိုင်းခီးစဉ်ကိုသူတို့ဒီစကားမှာဟာလားသွားဖို့ကြင်ညာတာရက်ပေါင်းမနေဘူးနော်တလနီးပါးလောက်ရှိတယ်အဲ့တော့ရက်ပေါင်းလည်းမနေဘူးဗျာကြော်ညာထားတာဒီစကားလေးတစ်ခွန်းလောက်လို့သူ့အနေနဲ့ဟာလားတပရက်ကြီးအနေနဲ့ရတဲ့ဟာလားအဲ့ဒီနေရာကိုပဲကြည့်လိုက်ဟာလား तू ကမြန်မာလိုအပေါ်ကနေမိကွန်းတွေဟာဘာဖြစ်တယ်ညာဖြစ်တယ်ပြောလို့ထိုင်းကနားမလဲဘူးလေနားမလဲလို့သူ့ဟာလားကြောင်တောင်ကြည့်နေတဲ့အချိန်မှာစာဝါရီစကတ်ဆိုတော့ဟာဟိုကခေါဘာလဲပေါ့အဲ့လိုမျိုးဟာလားထိုင်းစကားကိုထိုင်းတော်မျက်စိလေအောင်ပြောနိုင်တာသူတယောက်ပဲရှိတယ်ဒါကို तू ကဟာလားတိုင်းပြည်မှာတံပရက်လုံးမယ်တဲ့အဲ့တော့ခုနလမ်းကြုံရင်ဘောတို့ရက်ွက်ကိုပြောလိုက်ပါနော်ဘောတို့ရဲ့ခေါင်းဆောင်ကြီးကတော့ဂွမ်းတာမှလုံးဝရှယ်ဂွမ်းတာနော်စာဝါရီစကတ်ပဲဟာကျင်းသူပြည်တွင်းမှာလည်းလွဲတယ်ဟာလှုပ်တော်ထဲမှာလွဲလိုက်ဟိုနေရာမှာလွဲလိုက်ဒီနေရာမှာလွဲလိုက်ကဲအခုပြည်ပထိသွားလွဲတယ်ကဲကျင်းနော်ကျင်ညာထားတဲ့ရက်ပေါင်းကမနေဘူးဗျာဟာဒီစကလုံးတစ်လုံးကိုမတက်ဘူးဒါပေမဲ့တခုတော့ရှိတယ်ဗျာဒါပူပေါင်းကြံစီမှုဘာကြောင့်လဲဆိုရင်ဒီထိုင်းခရီးစဉ်ကိုသွားတာမားလာတယောက်တည်းမဟုတ်ဘူးနော်ဒီစကားမှလူကြီးဆိုတဲ့ဟာတွေပါသွားတယ်နောက်ဒီပြောရေးဆိုခွင့်ဖြူလုံးတို့ပါသွားတယ်အမှန်ဆိုရင်ဗျာဟာလားဒီထိုင်းလိုနှုတ်ဆက်တာဒီလိုမျိုးပါဆိုတာဒါသူတင်ပေးလို့ရတယ်ဗျအဲ့တော့ဒီမားလာပြောမဲ့မိကုန်းကိုရေးပေးတဲ့သူနဲ့ဒီပါသွားတဲ့စကားမှဟာလားဒီလူကြီးဆိုတဲ့ဟာတွေဒါပေါင်းပြီးလုံးကျန်လိုက်တာဟာတမ်ဘရောတကွက်ထဲလေကျန်စာဝရီစကတ်ဟာလားတကဘာလုံးနှီးပါဗျာတိတဲ့ဒီစကလုံးကို तू မသိဘူးလေဟာတမယာသီးတောပြန်ပြီးဘောတာကန်လိုက်တော့နော်အဲ့တော့ဘောတို့ရက်ကောပြောလိုက်ဘောတို့ခေါင်းဆောင်ကြီးကကွမ်းတာတော့ရှယ်ပဲလို့နော်သူများတို့တခါတည်းကွမ်းတာမဟုတ်ဘူးသူကစင်ငယ်အတွဲလိုက်ကွမ်းတာနော်1 2 3 4 5 6ဟာအဲ့လိုကွမ်းစာဝရီစကတ်ဟာဒါတော့ तू ကဟိုတနေ့ဟာလားလွတ်တော်တယ်မှာပြောသေးတယ်ဗါလေပြည်သူတွေကစာမတက်ဘူးညံ့တယ်ဟောစာဝရီစကတ်ကပြောတတ်တယ်နော်အဲ့တော့ तू ပြည်သူတွေပညာမတက်ဘူးလို့ပြောလိုက်တာဟာလားဒီရက်ပိုင်းမရှိသေးတယ်ကဲအခု तू ပေါ်တင်ကွမ်းတာဒါဝစ်လေဟာဝစ်ဆိုတော့ဘောကမကူဆိုတာဒါကိုပြောတာနော်သူစင်မောကနေမိုက်ကြီးနေဟာလားလွတ်တော်တယ်မှာဘယ်နှစ်ကနေဘယ်နှစ်အထိကပညာရေးရှင်းနေတယ်စာဝရီစကတ်ပြောတတ်တယ်အဲ့တော့ပြန်စဉ်းစားကြည့်ဗျာသူ့အိမ်ကလူတွေကလည်းမသွားခင်မှာဟာလားဒီထိုင်းကိုသွားမယ်ဆိုရင်ဘလို့နှုတ်ဆက်ဒါလေးတော့တင်ပေးဖို့တင့်တယ်ဗျာနော်ဒီမားလိုက်အီစကီမကျွမ်းအောင်ဆိုတာတကဘာလုံးတည်တယ်နော်ကျွန်တော်တို့ကဘာအပြင်ဟိုဘက်ဆက်ကြဝဠာလည်းတည်တယ်ဆက်ကြဝဠာမင်းလည်းတည်တယ်ကြားမင်းလည်းတည်တယ်နော်သူအီစကီမရတော့ဒါဟောဗျာလေရင်အတူစီးွားတဲ့ဒီဖြူလုံးလို့ဟာလားနောက်ဝင်ကြီးတော်တော်များများအမှန်တင်ပေးရမှာတကယ်လို့ပပက်ကြီးဟိုလေရင်ခွင့်ဆင်းလို့ရှိရင်တော့ဘလို့နှုတ်ဆက်ရတယ်ဒါလေးကတော့တင်ပေးရမှာလေနော်အဲ့ဒါကိုဗျာမားတော့မတင်ပေးဘဲနဲ့ဟာလားစွတ်တယောက်တည်းလှုပ်ပေးလိုက်နောက်ကသူတို့ကျတော့ခွေတယ်နော်
အဲ့တော့အပေါ်ကနေမာလာစာဝါရီစကတ်လို့ပြောလိုက်တော့အောက်ကထိုင်းနေကြောင်သွားတာအဲ့လိုကြောင်သွားတဲ့အချိန်မှာဒီမာလာနဲ့ပါသွားတဲ့အဲ့လူကြီးဆိုတဲ့ဟာတွေကခွိတာဟာပွမ်းပြီအဲ့နေတာကဲအဲ့ဒါဘာလဲစကမရဲ့မာလာနော်မာလာဆိုတာအဲ့ဒါပဲသူကတနိုင်ငံလုံးမှာဒီလိုလွဲတယ်သူတယောက်ပဲရှိတယ်နော်အဲ့တော့ဒီခရီးစဉ်အကြောင်းထပ်ပြောရမယ်ဆိုရင်ဒီခရီးစဉ်ကဟာလာဘလူးစီစဉ်တာလေဒရိုက်တာဖြင်းရင်းစီစဉ်တာနော်တရင်ပုတ်စီစဉ်တာအခုကဲထိုင်းမှာမာလာနဲ့ဒီထိုင်းနေလက်မှတ်ထိုးတဲ့ကိစ္စအဲ့တော့တချို့ကဟာဟိုပြောဒီပြောတယ်မဟုတ်ပါဘူးဒီလက်မှတ်ထိုးတဲ့ကိစ္စကျွန်တော်တို့မြန်မာကိစ္စမဟုတ်ပါဘူးတရုတ်တွေထိုင်းမှာဟာလာစီးပွားရေးလာလို့ဖို့အတွက်ကိုမာလာကိုစားလက်မှတ်ထိုးရတာအဲ့တော့အနေထားဘာလဲဆိုရင်ဟာလာတာကြီးမင်းသွားလိုက်နော်ငါတို့သွားလို့မရဘူးငါတို့သွားပြီးလက်မှတ်ထိုးလိုက်လို့ရှိရင်ဟာတိတ်ငန့်ငါတို့တမျိုးထင်မယ်ဆိုပြီးတော့မာလာကိုဖြီးရင်သူ့ကိုစားလွတ်လိုက်တာဒီအနေထားပဲအဲ့တော့ဘောမာတို့ဟာဘာဖြစ်နေကြပြီလဲကိုကတရားဝင်ကျင်ညာတာနော်မာလာကိုလူရသွင်းမှုအတိမတ်ပြုဖို့ဖိတ်တာမဟုတ်ဘူးတဲ့ကဲနော်နိုင်ငံခြားဝင်ကြီးကိုလည်းကျင်ညာလိုက်ပြီဒီကြားထဲမှာမာလာလမ်းကြုံဘာလုပ်လိုက်ဆိုဒီဟာလာဘလူးမရှယ်ယာလာမထည့်တဲ့သူ့သားရဲ့ဒီမင်းမျိုးကမြို့သစ်စီမံကိန်းမှာဟာလာရှယ်ယာဝင်မှုအတွက်ကိုအဘထိုင်းတွေတွတ်ချုပ်လိုက်ရမလားဒီလောက်တတိုင်းတိုင်းတထက်ပြည့်နေတဲ့နိုင်ငံမှာဘယ်တတိယလာပြီးတော့ဟာလာရှယ်ယာထည့်မှာနော်အဲ့တော့မာလာကြီးကိုယ့်အကူဟာလာရှယ်စကတ်လိုက်တော့နော်စကတ်ရှယ်လာရှယ်စကတ်လာနောက်တစ်ခုထပ်ပြောလိုက်ရင်ဟာလာဒီထိုင်းကမာလာကိုဒီလိုလက်ခံလိုက်တဲ့အတွက်ဘာဖြစ်လဲထိုင်းမှာရှိတဲ့ထိုင်းပြည်သူတွေကသူ့အစိုးရကိုသူတို့ကိုယ်တိုင်ဝေဖန်တာနော်ဝေဖန်မှုတွေဘယ်လောက်ထိမြင့်တက်လဲဆိုရင်ဆွဲလာရန်လာဖြစ်တဲ့အတီးဖြစ်သွားပြီနော်အဲ့တော့မာလာဒီထိုင်းကိုလာတာကနော်ထိုင်းပြည်သူတယောက်မှမလိုလားဘူးပြည်သူနဲ့အတူပဲသူတို့ရက်တည်တယ်ဒီလိုသွေးစွန်းတဲ့လက်ကိုကြိုဆိုလိုက်တဲ့အတွက်ဟာလားသူတို့အစိုးရကိုသူတို့ကိုယ်တိုင်ပြန်ပြီးဝေဖန်တာဒီနေထားရောက်သွားပြီနော်ဒါကြောင့်မြမကောင်းကြီးနော်စကတ်ကြီးကအဲ့တော့ထပ်ပြောရမယ်ဆိုရင်ဟာလားဒီမာလာသွားလျာမှာပြဿနာတွေပါတယ်ဆိုတော့တချို့ကမယုံကြဘူးကဲအခုဖြစ်ပြီလေထိုင်းမှာဘာဖြစ်ပြီလဲသူရောက်နေတဲ့မြို့ကဟာလာကြောင်းတစ်ကြောင်းမှာဒီတနက်ပြစ်ခတ်မှုဖြစ်ပြီးတော့တေဆုံးမှုတွေရှိတယ်ဟာလာဒဏ်ရာရတော့မှအယောက်20ကျော်သွားတယ်ကဲဒါတိုက်ဆိုင်မှုမဟုတ်တော့ဘူးနော်မာလာကိုဒီမဟာပထဝီမြေကြီးကစားလက်မခံဘူးဆိုတာဒါကျင်းတည်သွားပြီနော်ဒါကြောင့်သူ့ကိုဘယ်နိုင်ငံမှမဖိတ်ချင်တာနော်အဲ့တော့ရှော့ရှော့မသွားနဲ့လူတွေဒုက္ခရောက်တယ်နော်သွားတော့လည်းဘာဖြစ်လဲစာဝါရီစကတ်နော်စကတ်တွေပြောလို့ပြောဟာလာနော်ကလက်တွေလူလို့လူနေအဲ့တော့ဘောလို့ရက်ကောက်ကနည်းနည်းထိန်ကိုကောင်းဆောင်နော်သူများတိုင်းပြည်ရဲ့ပြည်သူတွေဒုက္ခရောက်တယ်နော်နောက်တစ်ခုကဟာလာပြောလိုက်ရင်သူတို့စားကမှာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အခုမာလာထိုင်းဝင်သွားတာနော် GPS တက်ပေးလိုက်တယ်ဘာလို့ဆိုပျောက်မှာစိုးလို့ဟာနော်အင်ကြီးမှာတော့ GPS တက်ပြီးသွားတာဘာကြောင့်လဲဒီအာဂျီတီးနားဟာလာကွက်ကနေလှုပ်လိုက်မဲ့အနေထားကိုသူတို့နည်းနည်းတော့ကြောက်ပုံရတယ်ဟုတ်အဲ့တော့ထိုင်းဝင်သွားတော့ရိုးသွားတာပေါ့နော်စာဝါဒီစကတ်ဆိုပြီးတော့သူတို့ဘာလုပ်လိုက်လဲ GPS တက်ပြီးသွားတာကဲအဲ့တော့မာလာရဲ့တက်တီကိုအဲ့မှာပဲကြည့်လိုက်တော့နော်အဲ့တော့သူ့အတွက်အသေးခံတဲ့ကောင်တွေစဉ်းစားမင်းတို့ကောင်တွေအခုရှေ့တန်းအောင်သွားတာ GPS မပါဘူးမဟာလာနိုင်ငံခြားသွားတာ GPS ပဲတက်ပေးလိုက်တာနော်အကောင်သေးတော့ပျောက်မှာစိုးလို့ကဲအားစီတောက်ဖို့အချိန်ရောက်ပါပြီပထမဆုံးအားစီကတော့ဒီလိုပါမဟာလာကိုအတိမတ်ပြုတ်ဖို့ဖိတ်တာမဟုတ်ဘူးဆိုတဲ့ကိစ္စကိုကဲထိုင်းအစိုးရတရားဝင်ကြေညာလိုက်ပြီနော်ဒီလိုကြေညာလိုက်တဲ့အတွက်ဘာဖြစ်လဲစားကောင်းကအရှက်ကွဲတာပေါ့နော်ကွဲတာမှတပြန်းပြန်းနဲ့ကိုကွဲတာအဲ့တော့ထပ်ပြောရမယ်ဆိုရင်မဟာလာနဲ့ဟာလာဒေါက်လျှောက်ဆက်ဆံနေတဲ့တရုတ်ဘာဖြစ်လဲအခုတရုတ်မှာဆန္ဒပြပွဲတွေစလာပြီနော်မြန်မာပြည်ကိုမကောင်းကြံပြီးဒေါက်လျှောက်ဖျက်ဆီးခဲ့တဲ့ဖြစ်ရင်ကဲအခုတော့လာပြီပူတင်တို့မိုဒီလို့လို့နော်နေရာပြောင်းပြီးနေရမယ့်အနေအထားဖြစ်သွားပြီတခါမှတရုတ်မှာဆန္ဒပြပွဲမရှိဘူးဒါပေမဲ့အခုရှိလာပြီဘာကြောင့်လဲသူများတိုင်းပြည်ကိုဒုံးနဲ့သောသောထိုးတယ်လေအဲ့တော့သူ့တိုင်းပြည်လည်းဒီလိုဖြစ်မှာဒါပဲမဟာလာနဲ့ဆက်ဆံရင်မနေ့ပြန်တော့မတိကြဘူးဆိုတာဒီလိုကိစ္စတွေနောက်ထပ်အားစီးလာပါပြီနောက်ထပ်အားစီးကတော့မဟာလာဟာလာနေရာတိုင်းမှာပြောပါတယ်ဘယ်လိုပြောလဲငါတော်တယ်ငါတက်တယ်ငါပဲကောင်းတယ်ဆိုတဲ့အရာတွေကိုထဲထဲဝင်ဝင်ကိုဟာလာထုတ်ပြောတဲ့အနေထားကိုရောက်လာပြီဒီလိုမျိုးဟာလာငါတော်တယ်ငါတက်တယ်ငါပဲသိတယ်ဒီတိုင်းပြည်လုံးကညံ့တယ်ဆိုပြီးတော့ပြောတဲ့အနေထားတွေကိုအခုဆေးပညာရှင်တွေကသုံးသပ်ပြီးနိုင်ငံတကာဆေးပညာရှင်တွေကဘလို့သုံးသပ်လဲဆိုတော့ဒါမတိမတာစိတ်ဖောက်ပြန်တဲ့သဘောဆိုပြီးကဲဆေးပညာရှင်တွေသုံးသပ်လိုက်ပြီနော်ခင်းနေလို့ဒါတွေပြောတာနော်ပလက်မမှန်လို့ငါတော်တယ်ငါတက်တယ်ငါပဲကောင်းတယ်ဆိုတဲ့အနေထားဒါကအယူ10ပါးတန်းမှာတစ်ပါးပါတယ်လဲပါဘူးနော်ဒါမတိမတာပလက်ကျွတ်တယ်ဆိုတာဒါကိုပြောတာနော်ဒါကြောင့်စကတ်တွေပဲရှောက်လို့တာကဲဒီတော့နော်စကတ်ကြီးကိုဘော